မင်းတို့ဒီတဲ့ကဒီဖုန်းအိတ်ကလေးကိုပေါ့နော်ဒီဖုန်းအိတ်ကလေးကိုဒီပန် square ကွက်ကလေးပေါ့နော်ဒီ square ကွက်ကလေးအရင်ထိုးမယ်နော် square ကွက်လေးအရင်ထိုးမယ်အဲ့တော့ပစ္စည်းတွေကကြတော့အားလုံးလိုက်ထိုးလို့လွယ်အောင်ဒီ make cotton လေးတွေပဲမင်းကစီစဉ်ထားတယ်ပေါ့နော်အဲ့တော့စထိုးလိုက်ရအောင်နော်အရင်ဆုံးမင်းတို့ကဒီအဝါရောင်လေးကိုထိုးမယ်ပေါ့နော်အဝါရောင်လေးကိုထိုးမယ်ဆိုတော့ magic ring လေးလာမယ်နော်အစိုက်ကမင်းကျူလစ်ကိုမှနံပါတ်5ကလေးသုံးပေးထားတယ်နော်chain နှစ်ခုသွားမယ်ပြီးတော့လို့ရှိရင်မင်းတို့ TC ပေါ့နော်တိုင်ရှိတစ်ခါလာမယ်ပြင်ဖွင့်ပြီးတစ်ခါမင်းတို့တိုင်ရှိကိုဒီမှာက1 2 3 4 5 6 9 8ခုရှိရတဲ့အတွက်ကြောင့်မလို့တိုင်ရှိကို8ခါလာမယ်နော်ဒီမှာတစ်ခါလာပြီးသွားပြီဖွင့်ပြီးတစ်ခါချမယ်ဒီ magic ring ထဲမှာပဲတိုင်ရှိနောက်ထပ်8ခါလုံးမယ်နော်တစ်ခါ2ခါရပြီ3ကဖွင့်ပြီးတစ်ခါချ4ကဖွင့်ပြီးတစ်ခါချမယ်5ကဖွင့်ပြီးတစ်ခါချ6ဖွင့်ပြီးတစ်ခါချ9ဖွင့်ပြီးတစ်ခါချ10ဖွင့်ပြီးတစ်ခါချ10ခုပြည့်သွားပြီနော်ပြီးပြီဆိုတော့ဖွင့်ပြီးတစ်ခါချပြီးရဲ့နောက်မှာဒီကျိုးလေးကိုဆွဲလိုက်မယ်ဆွဲပြီးတော့လို့ရှိရင်ဒီဘက်မင်းတို့စခဲ့တဲ့ထိတ်နော်ဒီထိတ်ကလေးကိုရှက်ကော်နဲ့လှမ်းဆက်နော်အဲဆိုလို့ရှိရင်မင်းတို့ကဖွင့်ပြီးတစ်ခါချပြီးတော့ကျိုးစာလေးကိုဖြတ်လိုက်မယ်ဒီနေ့ကမိုးအုံနေတော့လေမိုးအုံနေတော့ဗီဒီယိုရိုက်ရသိမကောင်းဒီကဆိုအလေခံစားနေရောက်သွားပြီနော်ချပြန်စစ်ဖို့လိုတယ်နော်ဆိုတော့ခါဒီမှာမင်းစစ်ကြမယ်ဒီမှာ1ပေါင်း2ပေါင်း3ပေါင်း4ပေါင်း5ပေါင်း6ပေါင်း9ပေါင်း10ပေါင်းနော်အဲ့တော့10ပေါင်းပဲဖြစ်နေရမယ်နော်အဲ့တော့ဒီလိုဂျားလေးတွေထဲမှာမင်းတို့လိုက်ထုတ်ပဲပေါ့နော်ဆိုတော့ဒီမှာအပ်ထည့်လိုက်မယ်နော်ပြီးတော့ဒီမှာကျိုးဒီလိုမျိုးလေးတင်ပြီးတော့ဒီလိုမျိုးလှမ်းပြီးကောက်လိုက်တယ်နော်ပြီးရင်လက်ကဒီလိုပုံစံမျိုးလေးနော်ချီထိုးတဲ့လက်ကင်နေထားလေးပြန်ထားမယ်သွားလို့ရှိရင်ဖွန်မီ3ကတက်မယ်နော်ဖွန်မီ3ကတက်ပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကဒီဂျားပေါက်ထဲမှာနော်ဒီအပေါက်ထဲမှာတိုင်ရှိ3ခါထည့်မယ်နော်တစ်ခါနှစ်ခါ3ခါနော်တိုင်ရှိ3ခါထည့်မယ်ထည့်ပြီးတော့လို့ရှိရင်မင်းတို့ဒီစခဲ့တဲ့အပေါက်ကလေးနော်တွေ့လားဒီအပေါက်ကနေပြီးတော့အကိုလှန်ထိုးပြီးတော့ဒီခွင်းကိုလှန်ပြီးတော့ဆွဲထုတ်ပါမယ်ပြီးတော့ရင်ဖွန်ပြီး1 2 3ခါချမယ်ပေါ့နော်အဲ့လိုပဲဒီဘက်မှာလည်းကြိုးတင်ပြီးတော့ဒီဘက်ကြားပေါက်ထဲကိုတိုင်ရှိ3ကထပ်လုပ်ပါမယ်နော်ပြီးတော့ရင်ဒီခွင်းစာလေးကိုနည်းနည်းလေးခြေထားခဲ့နော်ပြီးရင်ဒီဘက်ကလှုပ်ထားတဲ့တိုင်ဘက်ကနေပြီးတော့အကိုထိုးဒီခွင်းကိုလှမ်းပြီးတော့ကလော်ရဲ့အချိန်မှာဒီဘက်ကလက်ကလေးနဲ့လည်းနည်းနည်းလေးဆွဲလိုက်နော်ပြီးတော့လို့ရှိရင်ဖွန်မီ1 2 3ဟုတ်ပြီနော်ကျိုးတင်မယ်ဒီဘက်ကြားပေါက်ထဲမှာတိုင်ရှိတစ်ခါနှစ်ခါ3ခါနော်ဒီကျိုးလေးနည်းနည်းဆွဲထုတ်ထားလိုက်မယ်နော်ပြီးရင်ဒီဘက်အစားဘက်တဲ့နေရာမှာအကိုထိုးဒီကောင်လေးကိုလမ်းပြီးတော့ကလော်လူလေးနည်းနည်းလေးဆွဲလိုက်ဟုတ်ပြီနော်1 2 3
အဲ့လိုပုံစံမျိုးနဲ့မင်းတို့ကဒီမှာပွင့်ဘက်ကိုမှ8ခုရအောင်ထိုးသွားပါမယ်နော်ပွင့်ဘက်ကိုရောက်ပြီပေါ့နော်အဲ့တော့ထုံးစံအတိုင်း chain ကိုမှ3ခါထိုးရမယ်ဟာ2ခါပဲထိုးမယ်နော်2ခါပဲထိုးပြီးတော့မင်းတို့ဒီဘက်ကဒီဘက်ကပွင့်ဘက်ထိတ်နော်အဲ့ထိတ်ထိကနေလမ်းပြီးတော့chain တစ်ခါထည့်လိုက်မယ်နော်အဲ့ဆို3ခါပြည့်သွားပြီဖုန်မီတစ်ခါချပြီးတော့ကြိုးစားဖြတ်လိုက်မယ်ကဲဒါဆိုလို့ရှိရင်မင်းတို့ကပန်းပွင့်လေးကိုရသွားပြီเนาะဒီမှာဖောင်းဖောင်းကြွကြွလေးဖြစ်သွားပြီเนาะပြီးသွားလို့ရှိရင်တရွက်ထိုးမယ်เนาะတရွက်ထိုးမယ်ဆိုတော့မင်းတို့ကဒီအစားထွက်နေတဲ့နေရာနေရွယ်ဒီဘက်ကြားလေးထဲမှာပဲမင်းတို့ထပ်ပြီးတော့ယူလိုက်မယ်เนาะနားလိုပဲchain 3ခါနဲ့တက်မယ်ပြီးသွားလို့ရှိရင်ဒီမှာကတိုင်ရှည်3ခါလာမယ်เนาะတစ်ခါနှစ်ခါ3ခါပြီးသွားလို့ရှိရင်chain 3ခါချမယ်ဒီအကွက်ထဲမှာပဲထပ်ပြီးတော့တိုင်ရှည်3ခါထပ်လာမယ်เนาะကဲအဲ့ဆိုလို့ရှိရင်ဒီထဲမှာပါတဲ့ဒီလိုဟာလေးရသွားပြီเนาะရသွားပြီဆိုတော့ခါကြတော့မင်းတို့ကဒီမှာဒီကြားထဲမှာထည့်ပြီးတော့ဒီတစ်ခုကိုခြားထားတယ်เนาะခြားထားရဲဆိုတော့ခြားထားတဲ့နေရာမှာမင်းတို့ကဘယ်လောက်ထည့်မလဲဆိုလို့ရှိရင် chain 1 2 3 4 5 chain 5ကခြားမယ်ပြီးသွားရင်ဒီတစ်ပေါက်ကိုကြော်မယ်เนาะဒီတစ်ပေါက်ကိုကြော်ဆိုတော့ဒီဘက်ဘေးရဲ့ပေါက်ကိုရောက်သွားမယ်เนาะဒီဘက်ဘေးရဲ့ပေါက်မှာတောင်းပုံစံလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်ရှည်3က chain 3ကတိုင်ရှည်3ကပြီးရင်1 2 3 4 5ဒီမှာတစ်ပေါက်ကိုချပြီးရင်ဒီဘက်ဘီယူနာလေးမှာတောင်းပြန်လုပ်3 1 2 3ပြီးရင်1 2 3 4 5ကချတစ်ပေါက်ကိုကြောဒီဘက်မှာတောင်းပြန်လာ1 2 3 chain 3ကလာမယ်ပြီးရင်chain 5ကလာမယ်1 2 3 4 5ပြီးရင်ဒီဘက်ကမင်းတို့စခဲ့တဲ့နေရာမှာပြန်ပြီးတော့ရှက်ကော်လေးလုံးเนาะဒီစူးစမ်းဖြတ်လိုက်လို့ရရင်เนาะကဲအားဆိုလို့ရှိရင်မင်းတို့ဒီစင့်ထီပြီးသွားပြီเนาะကဲနောက်တစ်ဆင့်ဒီဟာလေးပဲကျန်တော့ရယ်เนาะအဲ့ကောင်လေးကကြတော့မင်းတို့ဒီတောင်းနေရမှာတောင်းမယ်ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြားတွေကိုဝင်မယ်မင်းကတော့အပြာရောင်လေးမရှိလို့ချီတဲ့ရောင်လေးသုံးထားပါတယ်ဆို1 2 3เนาะ3ကပဲတက်မယ်တောင်းနေရမှာတောင်းမယ်ပြန်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်ရှည်3ကလာပါမယ်2ခါရှိပြီ3ကchain 3ကပြီးတော့လို့ရှိရင်သူကဒီဘက်ဖေးเนาะဒီထဲမှာကြတော့တိုင်ရှည်
2 ခါလာမယ်တစ်ခါ2 ခါလာမယ်ပြီးတော့ရင်ဒီထဲမှာကြတော့ဒီเนาะဒီအဖြူเนาะအဖြူထဲမှာကြတော့သူက3 ခါလာမယ်တဲ့နဲ့တော့ပြီးသွားလို့ရှိရင်ဒီဘက်เนาะဒီအစိမ်းဘက်ကြားเนาะဒီအစိမ်းဘက်ကြားထဲမှာကြာ2 ခါပြန်လာမယ်တစ်ခါ2 ခါဟုတ်ပြီเนาะဒီလိုမျိုးလေးရပြီးသွားရင်ဒီဘက်တောင်းထဲမှာတောင်းပြန်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်းရှည်3 ခါ2 ခါ3 ခါတိုင်းရှည်3 ခါဖွန်မီ3 ခါပြီးရင်တိုင်းရှည်3 ခါပြန်လာမယ်เนาะပြီးတော့ရင်ဒီဘက်တောင်းမှာလည်းအဲ့ဒါလိုပဲဒီကြားထဲမှာ2 ခါရင်လာမယ်เนาะတိုင်းရှည်2 ခါလာမယ်ပြီးရင်ဒီအဖြူထဲမှာကြတော့3 ခါเนาะနဲ့3ပြီးတော့လို့ရှိရင်ဒီဘက်ထဲမှာက2 ခါလာမယ်โอเคပြီးတော့ရင်ဒီတောင်းညံမှာတောင်းပြန်လာမယ်เนาะအဲ့လိုတိုင်းပဲပတ်လဲသွားလိုက်မယ်เนาะဒီမှာနောက်ဘက်ဆုံးပိုင်းအောင်ရောက်တဲ့နေရာမှာတော့ထုံးစံအတိုင်းပဲမင်းတို့ထိတ်စားနေပြီးရောရှက်ကောကောပုံမီတစ်ခါချကျူးစားဖြတ်ပါနော်အဲ့ဆိုလို့ရှိရင်မင်းတို့ဒီမှာ square ကွက်ကလေးရတော့ပါပြီအဲ့တော့ဒီမှာ square ကွက်ကလေးရသွားပြီဆိုတော့ဒီတစ်ပိုင်းပြီးသွားပြီပေါ့နော်ဒီတစ်ပိုင်းပြီးသွားပြီပြီးသွားလို့ရှိရင်မင်းတို့ဒီဒီအဓိက main ပိုင်းပေါ့နော်ဒီက main ပိုင်းမှာဒီတစ်ချမ်းထိုးပြမယ်နောက်တစ်ချမ်းအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချမ်းပဲထိုးပြမယ်ပေါ့နော်အဲ့ဒါလာမယ်နောက်ပိုင်းလေးမှာပြန်တင်မယ်နော်